မကြည့်အနောက်ကတွေ့တာရိုင်ဖြစ်တယ်လူတွေ့တာအနောက်မှာတပလက်ရိုင်ဖြစ်နေလူအဒီလားအငါပုတ်ပြဒါရံပွဲဖြစ်ပါတယ်ဒါရံပွဲပါဒါမှ2ယောက်ပါဒီမှာ3ပွဲပါဒီမှာ2ယောက်ပါဒီမှာဒီလူရဲ့ဒီကောင်းရဲ့ဟိုအားကြီးရဲ့ရိုင်ဖြစ်ကြပါဒါကြတော့အလဲရပြောသူများပြောခံရတဲ့စောက်ကလေးလေးပါသူများပြောခံရလို့မျိုးနဲ့ဒီကလေးလေးဒီ2ယောက်ရယ်ဒီလူကြီး2ယောက်ရယ်မဒီကလေး3ယောက်ရယ်အဲ့2ယောက်ရယ်ဖြစ်ကြဒါတော့မခံရတဲ့စောက်ကလေးရယ်ဒါကိုင်းတွေ့လားအတရှိပါတော့ရန်ဖြစ်ကြတယ်လားအဲ့ဒါရန်ဖြစ်တဲ့ပွဲပါသူတို့ဖွဲ့ရသူတို့ဖွဲ့စုခန်းနေရကလေးလေးနဲ့ပါဒါကြောင့်ကျွန်တော်ရိုက်တာမနာလို့ဖြစ်နေတဲ့ဒီကောင်မလေးကထည့်ရိုက်တာဖြစ်ပါတယ်ကျွန်တော်ငိုတာဗောနော်ကျွန်တော်ဒါဗီဒီယိုကောင်းလေးရိုက်ပြဖြစ်ပါတယ်အဲ့ဒါဒီ channel အနေနဲ့ပေါ့ဒါကြောင့်ဟိုမိုက်ဖြစ်ပါတယ်သူ2ယောက်ကတစ်ဖွဲ့ဒီ3ယောက်ကတစ်ဖွဲ့ဒီကလေးဝိုင်းနေတယ်ခုကျယူရအကြီးဆုံးဖြစ်တဲ့သူကပြန်ချော့ပြီးရတယ်အဲ့မျက်နှာလေးအုပ်ပြီးတော့ဒါမျိုးပေါ့နော်တော့ဒါမျိုးလေဖိမရနဲ့ဖိမရနဲ့အကောင်မဆောက်ဖိမရနဲ့တော့အကောင်မဆောက်ဖိမရနဲ့အကောင်မဆောက်ဖိမရဖိရနဲ့တော့ပြောတူဖိရကျွန်တော်ကတော့မင်းအကုန်လုံးပေးကျွန်တော်ပဲနိုင်မဆွဲဝဲပါကျွန်တော်တိုင်းစရာဒုက္ခလည်းအကုန်လုံးမင်းကျွန်တော်မနိုင်ပါဘူးကျွန်တော်ဆရာရဒီနေ့6ဒီမှာ6ယောက်ရှိရယ်ကျွန်တော်ဒီ6ယောက်စလုံးပေးတော့ကျွန်တော်မနိုင်ဟုတ်မလား6လုံးမနိုင်တော့ကျွန်တော်ဆရာရပါတယ်မလားလေရံပွဲအဆူပေးမနေအောင်ကျွန်တော်တငယ်ချင်းရယ်စတိုင်မှာခြေဆုံးတငယ်ချင်းလုံးပြလိုက်ပါဦးဘာစတိုင်တော့အလဲမင်းကလေး तू အလိုက်တဲ့မြေကလေးနဲ့လောက်ကောပြီးလုံးချပါဦးရောဒါလည်းပြောနေရပါဒါနေအောင်နှစ်ခွဲလုံးရဲ့ကျောင်းထဲမှာငိုးနေရဒီစောက်ကလေးလေးရောမရှိမြည်လို့ဝေးဆိုမင်းဒါတစ်ဖွဲကျွန်တော်လည်းပြပါဦးဆိုနေပြန်ကြည့်လိုက်တာပြန်ကြည့်